အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်မျက်နှာအစီပြန်ခြင်းအကြောင်းကိုပြောပြပေးမယ်မျက်နှာအစီပြန်ခြင်းမျက်နှာမှာအစီပြန်နေရင်ဘာလို့မျက်နှာကိုခဏခဏတက်မိတာလဲကျွန်တော်လည်းအရင်ကဒီလိုပဲကိုယ့်မျက်နှာကိုမှန်ကြည့်တဲ့အခါအစီတွေနဲ့ပြောင်းလဲနေတာမြင်ရင်ကိုယ့်စိတ်ထဲဘယ်လိုပြောရမလဲမတ်တတိတလို့ရင်ကြီးကြီးစကလုံးသုံးရမယ်ဆိုကိုအပြင်ထွက်ဖို့ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ပဲမျက်နှာတက်လိုက်မှတန်ရှင်းကြည်လင်သွားပြီးစိတ်အေးသွားတယ်လို့ပဲအဲ့ဒါကြောင့်ဝိုင်းအစီထွက်တိုင်းမျက်နှာထပ်တက်တယ် raw မျက်နှာကြမ်းကြမ်းကြီးဖြစ်နေပြီဆို scratch ထပ်လုပ်ပြန်ပြီဒါနဲ့ပဲမျက်နှာကပိုးပြီးဆန်ဆက်တွေဖြစ်လာရောတခါတလေမျက်နှာကတင်းတင်းကြီးဖြစ်ပြီး irritate တဲ့စိတ်တူလာရောနောက်ပိုင်းမှသဘောပေါက်တာ skin အသားရည်ဆိုတာက cosmetic ပစ္စည်းတွေအများကြီးသုံးတာထက်အချိန်ပေးပြီးစနစ်တကျအနားယူပေးရုံပဲအခုတော့ဝိုင်းကိုဖျောက်ဖို့တဲ့ skin comfortable ဖြစ်ဖို့ကိုပဲရှေ့တန်းတင်တော့တယ်မိတ်ဆွေတို့လည်းမျက်နှာအစီပြန်နေရင်ကိုပြန်မေးကြည့်အောင်ကို့သားရည်ကိုစနစ်တကျအနားပေးရလားဆိုတာကိုပေါ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံကြပါစေ